အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဘူထက်ကြီးပါမန်စီးတင်းကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီးဖန်တယောက်ပါဗျအဲ့တော့ကျွန်တော်တို့အနေနဲ့မန်စီးဒီကဒီယာရီမှာရလက်တွေအခြေအနေတွေဆိုးရွားနေတယ်ဆိုတော့ကယာရီကုန်းမှာကျွန်တော်တို့အပြောင်းလဲကလုတ်ကိုလုတ်ရတော့မယ်ရလက်တွေကောင်းနေရင်တော့အပြောင်းလဲလုတ်ဖို့ကိုတွန်းဆုပ်ကောင်းတွန်းဆုပ်နေနိုင်ပေမဲ့ရလက်တွေဆိုးရွားရင်တော့ဒါအတင်းကိုပြောင်းလဲမှုပြုလုပ်ရတာထုံးစံပဲဘယ်အတင်းမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်ရလက်တွေဆိုးရွားပြီဆိုလို့ရှိရင်ကျွန်တော်အပြောင်းလဲကလုတ်ကိုလုတ်ရတော့မယ်အဲ့တော့ကျွန်တော်တို့မန်စီးတင်းကဘယ်နေရာကိုအပြောင်းလဲလုတ်တင်လဲဘဒူတွေကိုရောင်းပြီးတော့ဘဒူတွေကိုဝယ်တင်လဲကျွန်တော်တို့အခုပြောလိုက်ကြရအောင်ဗျအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်အနေနဲ့ဂိုရမန်နေရာစပြောခြင်းတယ်ဗျဂိုရမန်နေရာမှာကျွန်တော်တို့အဲ့ရာဆန်ရဲ့အိုဒီကာရဲ့ဆိုပြီး2ယောက်ရှိတယ်တေးကြတယ်2ယောက်ထဲက1ယောက်ကတော့လာမယ့်နေရာဒီမှာပြောင်းကိုပြောင်းလိမ့်မယ်အိုဒီကာပြောင်းမလားမူရာရက်စ်ပြောင်းမလားတော့မသိဘူးပေါ့နော်ဒါကျွန်တော်အမြင်ရတော့ကျွန်တော်ကတော့အိုဒီကာကိုရောင်းပြီးတော့လူငယ်ဂိုရမန်ကိုဝေါကလပ်အဆင့်ရှိတဲ့ဂိုရမန်တယောက်လောက်ကိုခေါ်စေခြင်းနဲ့ပြီးရင် Erasan နဲ့ဒါနှစ်ယောက်လုံးအလှည့်ကျပွဲထွက်စေခြင်းနဲ့ပေါ့ဗျာဘာလို့လဲဆိုတော့ကျွန်တော် Erasan စီက Premier League အတွေ့အကြုံတွေကိုအတိရောက်လာတဲ့ဂိုရမာကိုရစေခြင်းနဲ့ပေါ့နော်အဲ့လိုပဲကျွန်တော်တို့အတိရောက်လာတဲ့ဂိုရမာကအရန်ကောင်းနေဆိုလို့ရှိရင်ပွဲထွက်ခိုင်းစေပြီးတော့ပေါ့နော်အရန်ပွဲတွေမှာဆိုရင် Erasan ကိုကန်စေခြင်းနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ Erasan ကဒီဂိုးကာကွယ်မှုအပိုင်းမှာ Workers မဟုတ်ပေမဲ့ကျွန်တော်တို့ဒီဘောလုံးဖြန့်ဝေမှုအပိုင်းမှာတော့ Erasan တက်ကောင်းတဲ့ဂိုရမာဆိုလို့အများကြီးမရှိဘူးဗျာပြောရမစို့ Erasan ကိုကျွန်တော်တို့အငင်းပွားဖွယ်ကျွန်တော်ကမ္ဘာအကောင်ဆုံးဂိုရမာလို့ပြောလို့ရတယ်ဒီဘောလုံးဖြန့်ဝေမှုအပိုင်းမှာတကယ်လို့ကမ္ဘာအကောင်ဆုံးဂိုရမာမဟုတ်ဘူးဆိုလို့ရှိရင် top 3ကနေပြီးတော့ထုတ်ပြလို့မရဘူးဗျာအဲ့လောက်ထိကောင်းတဲ့ဂိုရမာကျွန်တော်တို့မန်စီးမှာဆက်ရှိစေခြင်းနဲ့ဒါပေမဲ့ကျွန်တော်စောင့်ကြည့်ရမှာပေါ့လေဒါစောစောဟာကျွန်တော်ရဲ့အမြင်ပေါ့ Erasan ကငွေရှာခြင်းနဲ့ဆိုရင် Saudi ကိုသွားမယ်ဆိုရင်တော့ Odiga ပဲကျွန်တော်တို့အတင်းမှာဆက်ရှိဖို့များတယ်ပေါ့နော်ဒါကကျွန်တော်ຫນွေရာဒီမှာစောင့်ကြည့်ရလိမ့်မယ်ဂိုရမန်နေရာတော့တေချာပေါ့အပြောင်းလဲဖြစ်လိမ့်မယ်နောက်တန်းကိုကျွန်တော်တစ်ချက်ကြည့်လိုက်ကြရအောင်အဲ့တော့နောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ stone ရှိတယ်ဒါပေမဲ့ stone ကဒဏ်ရာခဏခဏရနေတယ်ခြေစွမ်းမကောင်းတာမို့ဒီ stone ဒီကျွန်တော်တို့ world class ကျွန်တော်တို့ defender လို့ပြောလို့ရတယ်ဒါပေမဲ့ပြဿနာကသူက injury ကခဏခဏရနေတာအဲ့တော့ကျွန်တော်တို့ stone ဒီလဲလာမယ့်နေရာတွေမှာရောင်းထုတ်ခံရနိုင်ခြေရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူရဲ့ခြေစွမ်းအရာကျွန်တော်တို့ရောင်းထုတ်ခံရခြင်းမဟုတ်ဘဲနဲ့ဒဏ်ရာခဏခဏရနေတဲ့ပြဿနာကကျွန်တော်မန်စီးတင်းအတွက်ထိုးနှက်ချက်တစ်ခုဖြစ်နေတယ်ခုဆိုလို့ရှိရင်ကူဆာနောကလည်းခြေစွမ်းပြနေပြီဆိုတော့တေချာတဲ့ဘက်တာရီယက်စ်နဲ့အတွဲကိုပဲဆက်သုံးဖို့များနေပြီးတော့ကျွန်တော်တို့ sorry ဟို Ruben Dias နဲ့ Kusano ကိုပဲကျွန်တော်တို့သုံးဖို့များနေပြီးတော့ Stone ကတော့ရောင်းထုတ်ခံနိုင်ရရှိတယ်။ကျန်တဲ့အကီတို့အကန်ဂျီတို့ကလည်းဘယ်လိုဆက်ဖြစ်မလဲမသိပေမဲ့တေချာတာကတော့ကျွန်တော်တို့မန်စီးတင်းကလာမယ့်နေရာတွေမှာကျွန်တော်နောက်တန်းကစားသမား2ယောက်လောက်ကတော့ဆက်ပြီးတော့ထွက်နိုင်ခြေရှိတယ်ပေါ့နော်အဲ့တော့နောက်တန်းကစားသမားတွေကျွန်တော်တို့ခေါ်မယ်ဆိုရင်တော့ကျွန်တော်လူငယ်ကစားသမားလေးတွေပဲခေါ်စီခြင်းနဲ့ဒါမှမဟုတ်ရင်တော့ Lewis ကိုတော့ရောင်းထုတ်လိုက် Nunes ကိုရောင်းထုတ်လိုက်ပေါ့နော်အဲ့တော့ Nunes တို့မဟုတ် Lewis ကတော့လာမယ့်နေရာတွေမှာတယောက်လောက်ကတော့ရောင်းထုတ်ခံနိုင်ခြေရှိတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်ဒါပြီးရင်တော့ကျွန်တော်တို့နောက်ထပ်လူခေါ်မှုလေးဆက်လုပ်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဗျအဲ့တော့ကွင်းလဲပိုင်းမှာဆိုရင်တော့ကိုဘက်စစ်ကိုကန်တိုကန်ကကျွန်တော်တို့အတက်ရွယ်အပိုင်းခြားရတစ်ခုရောက်နေပြီအဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့နီကိုဂွန်ဇာလက်ကိုခေါ်ယူထားခဲ့တယ်မကြခင်အချိန်တွင်းမှာပဲကျွန်တော်ရိုဒရီယာလည်းပြန်လာတော့မှဖြစ်တဲ့အတွက်တေချာတဲ့ကိုဘက်စစ်တို့မဟုတ်ကန်တိုကန်ကတော့2ယောက်ထဲက1ယောက်လောက်ကတော့ပြောင်းရွှေ့နိုင်ခြေရှိတယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဘာနာရိုဆေးဘာတဲရပြောနော်ဒါ3ယောက်ကျွန်တော်တို့ပြောလိုက်မယ်ဆိုတော့ဒီ3ယောက်ပြီးရင်ဒီဘရိုင်းနာဆို4ယောက်အဲ့4ယောက်ထဲကတေချာတာကျွန်တော်2ယောက်လောက်ကတော့အနည်းဆုံးပြောင်းမယ်ထင်တယ်ကျွန်တော်အမြင်ရတော့ဒါကိုဘစစ်နဲ့ကန်တိုကန်နဲ့တယောက်လောက်ကိုထုတ်ပြီးတော့ဗောနော်ဒါကျန်တဲ့သူတော့ဆက်ထိန်ထားတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ Kevin De Bruyne ဒီကျွန်တော်တို့ခြေစွမ်းကျလာတာမှန်ပေမဲ့ဒါအတင်းအနေနဲ့ကျွန်တော်စီးပွားရေးရကြည့်မယ်ဒါအတင်းခြေစွမ်းပိုင်းကိုကြည့်မယ်ဆိုရင်တော့ Kevin De Bruyne ကိုထုတ်တင်တာမှန်ပေမဲ့ဒါသူလုတ်ပေးခဲ့တဲ့သူကောင်းပေးခဲ့တဲ့အနေထားတွေအရကျွန်တော်ချက်ချင်းမထုတ်ပေးတင်ပဲပေါ့နော်ဒါအရန်ကုန်မှာဆက်လက်ထားရှိပြီးတော့အတင်းသားတွေကိုကျွန်တော်အတွေ့အကြုံတွေမျှဝေခိုင်းတာကကျွန်တော်တို့ပိုကောင်းလိမ့်မယ်ပြီးတော့ Kevin De Bruyne ဒီလည်း Man City ကထွက်ချင်တဲ့ကစားသမားမဟုတ်တဲ့အတွက်ဖြစ်နိုင်တော့ကျွန်တော်တို့ KDB ကိုဆက်ရှိစေချင်တယ်ပေါ့နော်အဲ့တော့တောင်မန်နေကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ Grealish ကတော့တေချာပေါက်ထွက်ရဖို့တော့များနေပြီပေါ့နော်လက်ရှိချိန်မှာစာပင်ညိုကဒိုကူကကျွန်တော်တို့ဒါပုံမှန်ပွဲထွက်ခွင့်အနေထားတွေရရှိနေတာဖြစ်တဲ့အတွက် Grealish အနေနဲ့ကတော့ကျွန်တော်ရောင်းချခံနိုင်ရခြင်းအမြင့်ဆုံးကစားသမားဆိုရင်လည်းမမှားဘူးပေါ့နော်ဘာလို့လဲဆိုတော့သူရရှိနေတဲ့ပမာဏကကျွန်တော်တို့ Man City အတင်းမှာက top 3ထဲမှာဝင်နေပေါ့နော်ဟာလဲရ KDB ရပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Grealish ကအများဆုံးပေးနေရတာပေါ့နော်အဲ့တော့ Grealish ကိုဆက်ထိန်းထားခြင်းနဲ့ဆိုရင်တောင်ကျွန်တော်တို့လာစားငွေအများကြီးပေးထားပြီးတော့မှအရန်ကုန်မှာထိုင်ခိုင်းတာကြီးကတော့ကျွန်တော်အတင်းအတွက်ကတော့စီးပွားရေးရဆိုရင်တော့တွက်ချီမကိုက်ဘူးပေါ့နော်အဲ့တော့တေချာတာ Grealish ဒီလာမယ့်နေရာဒီမှာပြောင်းရွှေ့နိုင်ရခြင်းရှိပါတယ်အဲ့တော့ကျွန်တော်ပြောင်းရွှေ့စေခြင်းနဲ့ကစားသမားတွေကတော့ဒီ Grealish ပြောင်းစေခြင်းနဲ့
ကိုဘစစ်ကန်တိုကန်နဲ့2ယောက်တော့မဟုတ်1ယောက်ပြောင်းစေခြင်းနဲ့ပြီးရင်ဒီနောက်တန်းမှာဆိုတော့ stone တို့မဟုတ်ကျွန်တော်အကီကန်ကြီးတဲ့တယောက်ပြောင်းစေခြင်းနဲ့ပေါ့နော်ဂိုရိုမန်နေရာမှာဆိုတော့ ODK ကိုပြောင်းစေခြင်းနဲ့ပြီးရင်တော့ကျွန်တော်လူငယ်ကစားသမားလေးနဲ့အစားထိုးပြီးကျွန်တော်မက်ဆီတင်ကိုပုံစံတစ်ပြန်ပြောင်းစေခြင်းနဲ့ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဒါမက်ဆီပေါ်ဒါပြန်ကောင်းလာဖို့အတွက်တုံးတက်ချက်ဖြစ်ပါတယ်ညီကိုတို့ကတော့ဘယ်လိုမြင်လဲဘယ်သူတွေကိုရောင်းထုတ်တင်လဲဘယ်သူတွေကိုဝယ်တင်လဲကွန်မန့်မှာတစ်ချက်လောက်ရေးတော့ပေးခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်